အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ Grade 8 Session B3 ရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကကဘာကြီးပေါ်တက်ရောက်နေတဲ့ Greenhouse Gases တွေရဲ့ခေါင်းကျိုးတွေများလာဆိုရင်ဘာတွေဖြစ်လာနိုင်လဲပြီးတော့ကဘာကြီးရဲ့ယာတီဥတုလည်းဘယ်လိုတက်ရောက်နေလဲဆိုတဲ့အကြောင်းတွေကိုဆွေးနွေးတင်ဆက်ပြသသွားမှာပဲဖြစ်ပါတယ်ကျွန်တော်မတင်ဆက်ခင်မှာကျွန်တော်တို့ B3 ကိုပူစားပြုပြီးတော့ပါဝင်ဆောင်ရွက်ခဲ့တဲ့မမလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Editor တွေအနေနဲ့ဆိုရင် 3EL8 GMPW G910စာစီရူတွေအနေနဲ့ဆိုရင်ကျွန်တော် NJ5E WUI0 CJ3T နောက်ဆုံးချက်လက်ရှာတွေအနေနဲ့ဆိုရင် 1RHT 0KR9 40RM နဲ့ 6CL4 လို့ပဲဖြစ်ပါတယ်။ group မှာလေးလည်းမိတ်ဆက်ပြီးဆိုတော့ presentation ကိုစလိုက်ပါတော့မယ်။ဒီ presentation မှာဆိုရင် main topic အနေနဲ့ greenhouse gases ဆိုတာဘာလဲ။တိုးလာစေရဲ့အကြောင်းရင်းတွေရောဘာတွေလဲ။ပြီးတော့ greenhouse gases တွေရဲ့တက်ရောက်မှုတွေနောက်ဆုံးအနေနဲ့ greenhouse gases တွေများလာရင်ဘယ်လိုကာကွယ်မလဲဆိုတာပဲဖြစ်ပါတယ်။နောက် slide မှာနောက် presenter က greenhouse gases ကဘာလဲဆိုတာကိုရှင်းပြအောင်ပဲဖြစ်ပါတယ်။အခုကတော့ကျွန်တော်ဒီ main topic တဲ့ဟာတွေကိုမပြောခင်ပါဘူးเนาะကျွန်တော်ဒီ greenhouse gases ဆိုတာကဘာလဲဆိုတာကိုအရင်ဆုံးနည်းငယ်ရှင်းပြပေးခြင်းနဲ့ပါတယ်။အဲ့တော့ကျွန်တော်ဒီပေါ့နော် greenhouse gases ဆိုတာကကြတော့ကျွန်တော်ဒီလေထုထဲမှာရှိတဲ့တန်ငွေပဲဖြစ်တယ်။ဒါပေမဲ့အဲတန်ငွေကကြတော့ဒီအပူစွမ်းအဖြစ်တရှိနိုင်တဲ့ပေါ့နော် infrared radiation လို့ခေါ်တဲ့နေရာကြီးကိုဆုပ်ယူနိုင်တယ်။အဲ့ဒါပြီးမှကျွန်တော်ဒီပြန်လွှတ်ထွက်နိုင်တဲ့တန်ငွေတွေပေါ့နော်။အဲ့လိုမျိုးဆုပ်ယူနိုင်ပြီးတော့ပြန်လွှတ်ထွက်နိုင်တဲ့တန်ငွေအားလုံးကိုဆိုလိုတာဖြစ်ပါတယ်။ပြီးသွားရင်တော့ကျွန်တော်ဒီပေါ့နော်ဒီ greenhouse gases တွေကကြတော့စွမ်းအင်ပေးတဲ့အချိန်မှာဆိုရင်သူတို့ရဲ့ဒီအပူတွေကိုမြေပြင်မှာပဲထိန်းထားပြီးတော့အပူလွှတ်ထွက်နိုင်စွမ်းကိုလည်းချွတ်ချပေးနိုင်ပါတယ်။ပြီးရင်ဒီ greenhouse gases တွေကကြတော့အပူကိုလိုတဲ့နေရာမှာမြင့်တက်စေနိုင်ပြီးတော့အပူလိုင်းနေနဲ့ရှားစီဥတုတွေကိုလည်းကျွန်တော်ဒီပေါ့နော်ပြပြစေနိုင်တယ်ပေါ့အဲ့ဒါပြီးသွားရေးဆိုရင်တော့ကျွန်တော်ဒီကဘာကြီးပူလေးလာမှုဒီကဘာကြီးပူလေးလာမှုဆိုတာကကျွန်တော်ဒီအခြေခံအဖြစ်ဆိုရင်တော့ဒီ greenhouse gases တွေမြပြလာမှုကြောင့်ဖြစ်ပေါ်လာတာပေါ့နော်ဒီနည်းအဖြစ်ကျွန်တော်ဒီပေါ့နော် greenhouse gases တွေဖြစ်တဲ့ carbon dioxide တို့ methane တို့ nitrous oxide အပြင်တခြားဓာတ်ငွေ့တွေအဲ့လိုမျိုးဓာတ်ငွေ့တွေမြပြလာတဲ့အတွက်ကြောင့်ကျွန်တော်ဒီကဘာကြီးပူလေးလာမှုတွေဖြစ်ပေါ်လာတယ်အဲ့ဒါကြောင့်ကျွန်တော်အခုနောက်တစ်ခုထပ်ပြောပြရှင်းတာပေါ့နော်ဒီလေအတွင်းမှာပါဝင်တဲ့ greenhouse gases ပါဝင်တော့မို့အဲ့တော့ဒီ greenhouse gases တွေကကြတော့ကမ္ဘာလေထဲမှာဆိုရင်တော့အချို့စားနေပါစားပါဝင်ပါတယ်အဲ့ဒီမှာဆိုတော့ကျွန်တော်ဒီ nitrogen ကဆိုရင်တော့88ရာခိုင်နှုန်း oxygen ဆိုရင်ကျွန်တော်21ရာခိုင်နှုန်းဝင်ရင်ပြီးရင် argon ဆိုရင်ကျွန်တော်3.3ရာခိုင်နှုန်းနဲ့ carbon dioxide ဆိုရင်တော့3.34ရာခိုင်နှုန်းအဲ့ဒါပြီးမှကျွန်တော်ဒီပေါ့နော် neon တို့ helium တို့ methane တို့အဲ့လိုမျိုးဓာတ်ငွေတွေပြီးတခြားသော krypton တို့ hydrogen တို့စားတဲ့ဓာတ်ငွေတွေပေါ့နော်အဲ့ဓာတ်ငွေတွေကကျတော့လေထုထဲမှာဆိုတော့100ရာခိုင်နှုန်းသာပါဝင်ပါတယ်ကျွန်တော်ခုပြောပြပေးသွားတာတွေကပေါ့နော်ဒီလေထုအတွင်းမှာပါဝင်တဲ့ greenhouse gases ပါဝင်နှုန်းတွေနဲ့ greenhouse gases ဆိုတာကဘာလဲဆိုတာကိုနည်းငယ်ရှင်းပြပေးသွားတာပါကျွန်တော်ကတော့ပေါ့နော် WN0 ပဲဖြစ်ပါတယ်အခုကတော့ greenhouse gases အကြောင်းကိုသိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ greenhouse gases ရဲ့ကောင်းကျိုးလေးတွေကိုအရင်ဆုံးပြောပြချင်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့အပူချိန်ထိန်းညှိပေးရပါတော့ဒီ greenhouse effect ကဒီကမ္ဘာရဲ့အပူချိန်ကိုထိန်းသိမ်းမိထားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အပူချိန်တာမရှိတော့ဘူးဆိုရင်ကမ္ဘာမြေရဲ့မျက်နှာပြင်ပေါ်မှာလည်းအပူချိန်အလွန်လျော့နေလာပြီးတော့လူသားရဲ့ရှင်သန်နေတိုင်းပေါ်မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်သွားနိုင်တယ်ပေါ့နော်နံပါတ်1အချက်အနေနဲ့စိုက်ပျိုးရေးကောင်းမွန်ခြင်းခုနပြောတဲ့လိုမျိုးအပူချိန်ကိုထိန်းညှိပေးရဖြစ်တဲ့အတွက်ကြောင့်မလို့စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်းလောက်ကန်ရတာပိုအဆင်ပြေလာပြီးတော့မှအထွက်နှုန်းတွေတိုးလာနိုင်တယ်ဥပမာဒီ greenhouse gases တာမရှိတော့ဘူးဆိုရင်အပင်တွေလည်းအပူချိန်ကိုတေချာမရနိုင်တော့ဘဲနဲ့သူတို့ photosynthesis တွေပါတေချာမလုပ်နိုင်တော့တဲ့အတွက်ကြောင့်မလို့အထွက်နှုန်းတွေကျလာမယ်ပေါ့နော်ပြီးတော့မှအဲ့အရာတွေကလည်းလူသားတွေအတွက်အာဟာရစနစ်တကျကိုထောက်ပံ့ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ greenhouse effect ကလည်းလူတွေအတွက်ကောအရေးပါတယ်စိုက်ပျိုးရေးအတွက်ကောအရေးပါတယ်ပါပါတယ်နောက်ထပ်တစ်ချက်ကတော့ရေတန်တရားလဲခြင်းပေါ့နော်ခုနပြောတဲ့လိုမျိုးအပူချိန်ကိုထိန်းသိမ်းမိရဖြစ်တဲ့အတွက်ကြောင့်မလို့ရေတန်တရားလဲခြင်းကိုတည်ငြိမ်စေတယ်အဲ့လိုနေရမ်းပူပြီးတော့အပူချိန်ရမ်းများသွားတဲ့ချိန်ကျရေငွေ့တွေကအရမ်းပြန်ပြီးတော့မိုးများနိုင်တယ်အဲ့လိုအပူချိန်နေရတဲ့ချိန်ဆိုရင်လည်းရေငွေ့ပြန်တာတွေမရှိဘဲနဲ့မိုးတွေနေနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အပူချိန်ကိုတေချာထိန်းသိမ်းပေးရတဲ့အတွက်ကြောင့်မလို့ရေတန်တရားလဲခြင်းကိုလည်းတည်ငြိမ်စေတယ်နောက်ထပ်တစ်ချက်ကတော့အပင်များကိုထောက်ပံ့ပေးခြင်းဒီ greenhouse effect ကဒီအပင်ရဲ့အပူချိန်စနစ်ကိုထောက်ပံ့ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့အပင်များရဲ့ပုံမှန်လုပ်ငန်းစဉ်ဖြစ်တဲ့ photosynthesis ကိုလည်းအထောက်အကူပြုစေတယ်ဒီအရှိမပြောပြသွားတဲ့စိုက်ပျိုးရေးကောင်းမွန်ခြင်းမှာဆိုရင်လည်းအပူချိန်များများရရင် photosynthesis လုပ်နိုင်ပြီးတော့မှပို့ပြီးတော့အထွက်နှုန်းများနိုင်တယ်ဆိုပြီးဖော်ပြထားရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအပင်တွေပေါ်မှာလည်း greenhouse effect ကတက်ရောက်မှုတွေများစွာရှိနေရပေါ့နော်ကျမကတော့ greenhouse gas ရဲ့ကောင်းကျိုးတွေကိုပြောပြသွားတဲ့ GMPW ပဲဖြစ်ပါတယ်ကျွန်တော်ကကျတော့ greenhouse gas ပို့ပြီးတိုးလာစေအကြောင်းရင်းကိုပြောပြမှာဖြစ်ပါတယ်။ brown zone တစ်ခုနေရာကျတော့ fossil fuel ban နေမှာဖြစ်ပါတယ်။ဒီကိုပို့ဆောင်ရေးစက်မှုလုပ်ငန်းကြောင်မီတွေရေနံနဲ့တဘောတဝေးလောင်ကျွမ်းတဲ့အခါမှာတော့အထည်ဖြစ်စဉ်အားဖြစ်ပေါ်လာပါတယ်။
ဒုတိယတစ်ခုကကြောင့်တက်တော့ပုံတီးခြင်းဒီလိုလေးရှင်းနေတဲ့အခါဒါမှမဟုတ်တစ်ပင်တွေမီးရှို့ရှင်တို့ကြောင့်ဒီထဲမှာရှိတဲ့ကောင်းတဲ့ outside ကိုစုံနိုင်တဲ့တစ်ပင်ရောညွန်နေတော့တဲ့အခါမှာတော့ greenhouse gas ကပိုပြီးများလာပြားလာနိုင်ပါတယ်တတိယတစ်ခုကကြောင့်စိုက်ပျိုးရေးနဲ့မွေးမြူရေးမျိုးစာအသုံးပြုခြင်းပြည်စီတော်စီမံခန့်ခွဲခြင်းနဲ့ဘောနော်တွေးစံနေအကြခြေစင်းဖြစ်စဉ်တွေဖြစ်တဲ့အခါမှာပေါ့နော်ကြောင့်မီတင်းအမြောက်များထုတ်လို့ခြင်းကြောင့် greenhouse gas ကပိုပြီးတိုးလာပါတယ်လေကူးများကျွန်တော်စက်မှုလုပ်ငန်းစဉ်တွေဖြစ်ပါတယ်စက်မှုလုပ်ငန်းစဉ်တွေထဲမှာအတိအကျဆုံးလုပ်ငန်းစဉ်ကကျွန်တော်ပြည်ထောင်စုထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပါတယ်သူတို့ကကျွန်တော်ထုံးကြောက်ကိုဓာတုဗီတာနီးရဲ့ဖြစ်ပြောင်းတော့အဖြစ်ပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက်တွေကလိုရတဲ့ပိုပြီးထွက်လာပါတယ်ငါခုမြောက်ကကျွန်တော်အမိုက်တွေစီမံခန့်ခွဲခြင်းအော်ဂန်နိုက်တွေရောကျွန်တော်မသိပေမဲ့အော်ဂန်နဲ့အမိုက်တွေကကျွန်တော်အောက်ဆီဂျင်မပါပဲကွဲတဲ့အခါမှာတော့အဲ့ဒီအမိုက်တွေကမီတင်းကိုများစွာထုတ်ပေးပါတယ်အဲ့ဒီအတွက် greenhouse gas ကပိုပြီးများပြားလာပါတယ်6ခုမြောက်မှာဆိုရင်တော့ပြင်ကျွန်တော်တေးဖို့ဆောင်ရင်ကောင်းတဲ့ outside လိုမျိုးပေါ့နော်ကျွန်တော်အငြင်းကြီးတွေကိုကားတွေလေတွေရထားတွေစားတဲ့တေးပို့ဆောင်ရင်မြန်မာထုတ်လို့တော့ကြောင့် greenhouse gas ကပိုပြီးများလာပါတယ်သဘောဖြစ်စဉ်တွေကလည်း greenhouse gas ကိုပိုပြီးတိုးလာနိုင်ပါတယ်ဥပမာမီးတောင်ပေါက်ခွဲခြင်းတော်မီများလောက်ခြင်းနဲ့မျက်စိလောင်များမှရှိတဲ့ငကိုတဘောအတိုင်းဖြစ်ပေါ်နေတဲ့နေရာတွေကနေပြီးတော့မီတင်းတောင်းဝေးတွေကိုထုတ်လို့ခြင်းတော့ကြောင့် greenhouse gas ကပိုပြီးများလာတယ်နောက်ဆုံးတစ်ခုကကြောက်လူနေအိမ်နဲ့ကုတဲ့ရောင်းဝယ်ပြီးဖို့ကြောင့်တုံးပစ္စည်းတွေအခြားတော့အဆောက်အအုံများမှာရှိတဲ့လျှက်စစ်တာအတုံးပြုခြင်းပြီးတော့ဆိုင်းရဲ့အတွက်ပေါ့နော်ကျွန်တော်လာစားများအတုံးပြုခြင်းတို့ကြောင့် greenhouse gas ကပိုပြီးတိုးလာပါတယ်ကျွန်တော်ကတော့စီတွေးပဲဖြစ်ပါတယ်ရှစ်စလိုက်မှာဆိုရင်တော့ greenhouse gas တွေတိုးလာစီရဲ့အကြောင်းရင်းကိုပြပြပေးတတ်ပြီးဖြစ်တဲ့ကြောင့်မို့လို့အခုစလိုက်မှာတော့အဲ့လိုတိုးလာတဲ့ကြောင့်မို့လို့ဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာကိုဆက်လက်ပြီးရှင်းပြပေးတတ်မှာဖြစ်ပါတယ်ပထမဆုံးချက်အနေနဲ့ကပိုင်းပူနေလာမှုဖန်လုံရည်တက်ငွေတွေများလာတာနဲ့များကပလေတူတင်မှာရှိရဲကပပူချိန်ကလည်းပိုပြီးတော့တိုးလာစေပြီးတော့ကပိုင်းကိုထိခိုက်လာစေနိုင်ပါရဲ့။နောက်တစ်ချက်ကကြတော့ပြင်းထန်တဲ့ရာသီဥတုဖြစ်ရမြမြန်မာရဲ့ပူချိန်တွေကဟာရီကိန်းတွေအပူလိုင်းတွေမိုးကောင်မှုနဲ့မိုးတဲ့ရံစာရာသမောပါဝဲတခြားသောပြင်းထန်တဲ့ရာသီဥတုဖြစ်ရပုံများစွာကိုဖြစ်ပေါ်နိုင်နေပါတယ်။နံပါတ်3ချက်ကကြတော့ရေခဲမြအီပြောခြင်းနဲ့ပင်လီမျက်နှာပြင်မြင့်တက်လာခြင်းကဘာမီပူနေလာပြီဆိုတာနဲ့ဝင်းရုံစွန်းဒီဘက်မှာရှိတဲ့ရေခဲပြင်တွေနဲ့ရေခဲမြစ်တွေကအရီပြောသွားနိုင်ပါတယ်။အဲ့လိုအရီပြောသွားတဲ့အချိန်ဆိုရင်ပင်လယ်မျက်နှာပြင်နဲ့တိတိတတ်တာကိုမြင့်တက်လာနိုင်တယ်ပေါ့နော်။နံပါတ်4ချက်ကကြတော့သမုတ်ကြာရည်ရေးဆွေးရောစင်းခြင်းgreenhouse gas တွေတိုးလာပြီးတော့ကဘာမီပူနေလာပြီဆိုတာနဲ့သမုတ်ကြာရည်ရဲ့ pH ကိုနေစင်းစီရဲ့ဓာတုတုပြုံပေါ်များစွာကိုဖြစ်ပေါ်စေနိုင်ပါတယ်။အထူးသဖြင့်တဏ္ဍာကြောင့်တန်နေတဲ့ကုကောများစတဲ့ရင်းနေတဲ့တဝါတွေကိုပုံမှုပြီးတော့ထိခိုက်လာစေနိုင်ပါတယ်။နံပါတ်5ချက်ကကြတော့ဂေဟစနစ်များထိခိုက်ခြင်းစောနာနံပါတ်2ချက်မှာပြောသားသလိုပဲပြည်ထန်တဲ့ရာသီဥတုပြောင်းလဲမှုတွေကလူတွေနေထိုင်ရာနေရာနဲ့ဇီဝမျိုးကွဲမျိုးစိတွေကိုများစွာထိခိုက်လာစေနိုင်ပါတယ်။နံပါတ်6ချက်ကကြတော့စိုက်ပျိုးရေးဆိုင်ရာတက်ရောက်မှုအပူချိန်နဲ့မိုးရွာသွန်းမှုပုံစံပြောင်းလဲတွေကအသီးနှံထွက်နှုန်းနဲ့လေယာကွန်တက်ဆွမ်းအားကိုများစွာထိခိုက်လာစေနိုင်ပါတယ်။နံပါတ်9ချက်ကကြတော့ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုများgreenhouse gas တွေများလာပြီဆိုတာနဲ့ပူချိန်တိုးလာမယ်လေထုညံမှုတွေများစွာဖြစ်ပေါ်လာနိုင်တယ်။လူတွေညံမှုတွေဖြစ်ပေါ်လာပြီဆိုတာနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတော်တော်များများလူတွေမှာဖြစ်ပေါ်လာစေနိုင်တယ်ပေါ့နော်။နောက်ပြီးပူချိန်မြင့်မာလာတဲ့အတွက်ကြောင့်မို့လို့လေအပူဒဏ်နဲ့ပတ်သက်တဲ့ယောဂတွေလည်းများစွာဖြစ်ပေါ်လာနိုင်တယ်။ဥပမာအနေနဲ့ဆိုရင်တော့အပူပုတွေနဲ့အေးကြောက်တွေပေါ့နော်။နောက်တစ်ခုကကြတော့ကူးစက်ယောဂတွေဆိုတာပူချိန်မြင့်လာတဲ့အများသူတို့ရဲ့ပြဿနာကလည်းပိုပြီးတော့မြန်လေးပဲဖြစ်ပါရဲ့။အဲဒါကြောင့်မို့လို့ greenhouse gas တွေတိုးလာရခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဆိုရင်ကျန်းမာရေးပြဿနာကိုလည်းပိုပြီးတော့ဆိုးရွားလာစေနိုင်ပါရဲ့။နံပါတ်10ချက်အနေနဲ့ကြတော့စီးပွားရေးအကျိုးဆက်များရာသီဥတုပြောင်းလဲခြင်းရဲ့အကျိုးသက်ရောက်မှုတွေဟာအခြေခံစောက်အုံများကိုပျက်စီးနိုင်တယ်ပေါ့နော်။ဆိုတော့ရာသီဥတုပြောင်းလဲတာနဲ့အခြေခံစောက်အုံတွေကဘာလို့ပျက်စီးရလဲဆိုပြီးတော့မေးမယ်ဆိုရင်တော့ရာသီဥတုပြောင်းလဲပြီဆိုတာနဲ့သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့တပွားဘေးအန္တရာယ်ရလည်းလူဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်။ဥပမာအနေနဲ့ဆိုရင်ငလျင်လှုပ်တာငလျင်လှုပ်ပြီဆိုတာနဲ့အခြေခံစောက်အုံနဲ့ကျင်ရတော့သူ့လူပျက်စီးသွားမှာပဲပေါ့နော်။နောက်တစ်ခုကကြတော့ကျန်းမာရေးဆောက်ရှောက်မှုစိတ်တွေကပူပူရောတိုးမြင့်လာတာပဲဖြစ်ပါရဲ့။ဟုတ်ကဲ့ပါအခုပြပြပေးသွားတာကြတော့ greenhouse gas တွေတိုးလာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဥပမာရှင်းချက်နဲ့ပြပြပေးသွားတာဖြစ်ပါရဲ့။အခုဆိုးကျိုး slide တွေကိုပြပြပေးသွားတာကြတော့ကျမ3ရလေးပဲဖြစ်ပါရဲ့။ greenhouse gases ဆိုတာဘာကြီးလဲ greenhouse gases တွေရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေကဘာကြီးလဲဆိုတာကိုပြောပြသွားပြီးပေါ့နော်ဆိုတော့ဒီဆိုးကျိုးတွေရှိနေပြီဆိုမှတော့ဆိုးကျိုးတွေမကြားရောက်ဖို့အတွက်ကာကွယ်မှုလေးဆိုတာလေဒီချာဘောက်ကိုလုံးတင်နေပေါ့ဆိုတော့ကာကွယ်မှုလေးဒီအကြောင်းကိုပြောပြသွားခြင်းပါတယ်ပထမဆုံးအချက်အနေနဲ့ကတော့စွမ်းအင်ထုံးလုံးမှုကိုပြောင်းလဲတာဖြစ်ပါတယ်ရေနေလေလိုမျိုးပေါ့နော်မွေးဖို့လောင်ကျွမ်းမှုတွေကိုရှော့ချဖို့အတွက်ရေနဲ့နေအောင်စွမ်းအင်လေအားစွမ်းအင်အမျိုးမျိုးတွေကိုအသုံးပြုတာမျိုးဖြစ်ပါတယ်
အဘနိနေရတော့စွမ်းရည်ထီအောင်မှုတိုးမြင့်ဖြစ်ပါတယ်အစားအုံတွေစက်ရိယာတွေနဲ့စက်မှုလုပ်ငန်းစဉ်တွေရဲ့စွမ်းရည်အသုံးပြုမှုကိုတိုးတက်အောင်လုပ်ခြင်းနဲ့လည်းကာကွယ်လို့ရပါတယ်နံပါတ်3ချက်အနေနဲ့ကတော့တည်ယူပို့ဆောင်ရေးစနစ်ကိုတိုးတက်မြင့်တင်မှာပဲဖြစ်ပါတယ်ဘယ်လိုမျိုးပေါ့နော်ဒီ transportation စနစ်ကိုတိုးတက်မြင့်တင်မလဲဆိုရင်တော့လျှက်စစ်ကားတွေအသုံးပြုတာမျိုးပေါ့နော်ပြီးတော့အများပိုင်းရင်စနစ်တွေအသုံးပြုတာမျိုးအများပိုင်းရင်စနစ်ဆိုတာကတော့ဒီရထားတွေဘတ်ကားတွေပေါ့နော်အဲ့ဒါကိုပြောတာဖြစ်ပါတယ်စပိန်စီးချင်းနဲ့လမ်းလျှောက်ခြင်းတွေကိုလည်းလှုံ့ဆော်ပေးမယ်ပြုလုပ်ပေးမယ်ရှင်ဒီရဲ့စွမ်းရည်ထီအောင်မှုစံချိန်စံညွှန်းတွေကိုလည်းတိုးတက်အောင်ပြုလုပ်ခြင်းနဲ့ကာကွယ်နိုင်ပါတယ်နံပါတ်4ချက်နေရတော့ကာဗွန်ထိန်းသိမ်းမှုနဲ့တိုးလောင်မှုနည်းပညာရေးဖြစ်ပါတယ်ခုပတ်ဝန်းကျင်မှာမြင်တွေ့နေရတာကြီးကြတော့ပေါ့နော်ဒီစက်မှုလုပ်ငန်းတွေကနေပြီးတော့ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက် CO2 ကိုထိန်းသိမ်းတာမျိုးတွေမရှိဘဲနဲ့ပေါ့ဒီမိတိချောင်းလေးတဲ့ဟိုပေါ့နော်တနည်းမဟုတ်တနည်းနဲ့မစင်မကျင်စွန့်ပစ်ကြရဲပေါ့အဲ့လိုမျိုးစွန့်ပစ်ခြင်းအားဖြင့်မိတိချောင်းလေးမှာရှိရဲ့ရီတွေရဲ့အရည်အသွေးတွေကိုလည်းရောနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေမလုပ်ကြဘဲနဲ့ဒီစက်မှုလုပ်ငန်းတွေကနေပြီးတော့ထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက် CO2 ကိုထိန်းသိမ်းပြီးတော့ပေါ့နော်မိအောက်ကိုတိုးလောင်ခြင်းဒါမှမဟုတ်အခြားစနစ်တွေမှာအသုံးပြုခြင်းအားဖြင့်လည်းကာကွယ်နိုင်ပါတယ်နံပါတ်5အချက်အနေနဲ့ကတော့တစ်တော်တွေကိုပြန်လည်မြင့်တင်ပဲပေါ့နော်ဘယ်လိုမျိုးပြန်လည်မြင့်တင်ကြမလဲဆိုရင်တော့တစ်ပင်ဆိုင်ပြိုးခြင်းတွေတစ်တော်တွေထိန်းသိမ်းတာမျိုးတွေကိုလုပ်တင်ပါတယ်အဲ့လိုမျိုးတွေလုပ်ခြင်းအားဖြင့်ပေါ့နော်အပင်တွေကကာဗွန်ဒိုင်အောက်ဆိုက် CO2 ကိုစုပ်ယူပေးပါမယ်နံပါတ်6အနေနဲ့ကတော့လေယာစိုက်ပျိုးမှုကိုပြုပြင်ခြင်းပဲဖြစ်ပါတယ်ဒီမှာဆိုတော့ပေါ့နော် no-till စိုက်ပျိုးနည်းနဲ့တနစ်တာတစ်လျှောက်စိုက်ပျိုးမှုနည်းလမ်းတွေကို crop rotation စိုက်ပျိုးနည်းကိုအသုံးပြုခြင်းပါတယ်no-till စိုက်ပျိုးနည်းဆိုတာကကြတော့ပေါ့နော်လက်ထွန်ဆက်ကိုလုံးဝအသုံးမပြုဘဲနဲ့စိုက်ပျိုးထားတာဖြစ်တဲ့အတွက်မီစီလွာပျက်စီးမှုထံကနေပြီးတော့ကာကွယ်နိုင်ပါတယ် crop rotation ဆိုတာကကြတော့ပေါ့နော်ယာတီအလိုက်တူညီတဲ့လက်ကွက်ဧရိယာတွေမှာအသီးနှံတွေကိုစိုက်ပျိုးတာမျိုးဖြစ်ပါတယ်အဲ့လိုမျိုးစိုက်ပျိုးခြင်းအပြင်အပင်တွေပေါ်မှာကြားရောက်လာမဲ့ပိုးမွားတွေကိုလည်းကာကွယ်နိုင်မယ်ဒါအပြင်ဒီမီသိန်းနဲ့ nitrate oxide လိုမျိုးဓာတ်ငွေ့ဖြစ်ပေါ်လာစေခြင်းကနေပြီးတော့လည်းကာကွယ်နိုင်ပါတယ်တပတ်ခုအနေနဲ့ကတော့စွန့်ပစ်ပစ္စည်းတွေရှော့ချမယ်ပေါ့နော်စွန့်ပစ်ပစ္စည်းတွေဖယ်ရှားခြင်းနဲ့စနစ်တကျစွန့်ပစ်ပစ္စည်းတွေကိုစီမံခန့်ခွဲတာမျိုးတွေလုပ်မယ်အမျိုးမျိုးသောအသုံးပြုထားတဲ့အရာတွေအတွက်ပေါ့နော် 3R စနစ်တွေကိုတိုးတက်အောင်ပြုလုပ်ပါမယ် 3R ဆိုတာကတော့ reduce reuse နဲ့ recycle လို့ပဲဖြစ်ပါတယ်နံပါတ်8အချက်အနေနဲ့ကတော့အများပြည်သူကိုပညာပေးခြင်းနဲ့တက်ကြွစွာပါဝင်ဆောင်ရွက်ရန်ပဲဖြစ်ပါတယ်ပေါ့ဒီသဘာဝပတ်ဝန်းကျင်မှာဆိုရင် greenhouse gases တွေရဲ့အကျိုးသက်ရောက်မှုနဲ့ထိရောက်စွာလျှော့ချနိုင်တဲ့နည်းလမ်းတွေကိုအများပြည်သူအားပညာပေးပါမယ်သတင်းစာတွေကနေပြီးတော့လည်းပညာပေးလို့ရတယ်လို့ social media platform တွေကနေပြီးတော့လည်းပညာပေးခြင်းတွေလှုပ်ဆောင်လို့ရပါတယ်ဆိုတော့ခုပြောပြပေးသွားတာတော့ဒီ greenhouse gases ဒီပုံများမလာအောင်ကာကွယ်ရမယ့်နည်းလမ်း၈ခုကိုဥပမာလေးနဲ့ပြောပြသွားတာဖြစ်ပါတယ်ကျွန်မကတော့ 40IM ပါကျွန်တော်အခုပြောပြသွားမယ့်အကြောင်းအရာကကြတော့ El Niño ကကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာအပြင်မှာ El Niño က greenhouse gas နဲ့ဘယ်လိုမျိုးဆက်ဆက်နေလဲဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြသွားမှာပါအဲ့တော့ကျွန်တော်တို့အနေနဲ့ El Niño ကကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာကိုအချက်၄ချက်နဲ့ရှင်းပြပေးပါမယ်နံပါတ်1အချက်အနေနဲ့ရင်းနှီးပြင်ပူခြင်းမြင့်တက်ခြင်းပါ El Niño ဖြစ်စဉ်တွေဖြစ်ပေါ်နေတဲ့ပေါ့နော်ပစိဖိတ်သမုဒ္ဒရာလိုမျိုးအပူပိုင်းသမုဒ္ဒရာရဲ့အလယ်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာဆိုလို့ရှိရင်သူ့ရဲ့ရေပူခြင်းကရေမျက်နှာပြင်ပူခြင်းကပုံမှန်ထက်1ဒီဂရီကနေပြီးတော့3ဒီဂရီထိတက်လာနိုင်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့ရာသီဥတုပုံစံပြောင်းလဲခြင်းမှာ El Niño ကတကမ္ဘာလုံးနဲ့ဆိုင်တဲ့ရာသီဥတုကိုပြောင်းလဲစေနိုင်တဲ့အထိအားပြင်းပါတယ် current data တွေမှာမိုးကြီးရာတွေနဲ့ရေကြီးရဲ့ရှင်တာတွေဖြစ်မယ်စောင်းရာသီမှာပို့ပြီးတော့ပူမယ်မိုးခမှုတွေနဲ့အပူချိန်မြင့်တက်မှုတွေလည်းအများအပြားဖြစ်ပေါ်လာနိုင်ပါတယ်နံပါတ်3အချက်အနေနဲ့ကကြတော့သမုဒ္ဒရာတွေအပေါ်မှာတက်ရောက်မှုပေါ့နော် El Niño ရဲ့သမုဒ္ဒရာတွေအပေါ်မှာတက်ရောက်မှုကကြတော့ပင်လယ်သဘာဝပတ်ဝန်းကျင်တွေနဲ့ငါးဖမ်းလုပ်ငန်းတွေကိုထိခိုက်စေနိုင်ပါတယ်ဒီလိုမျိုးထိခိုက်ခြင်းကကျွန်တော်တို့အနေနဲ့စီးပွားရေးအရာကြည့်မယ်ဆိုလို့ရှိရင်လည်းမကောင်းသလိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာကြည့်မယ်ဆိုလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်နံပါတ်4အချက်အနေနဲ့ကတော့ကမ္ဘာလုံးဆိုင်ရာရာသီဥတုအပေါ်မှာကျိုးသက်ရောက်မှုဖြစ်ပါတယ်အရှိကပြောခဲ့တဲ့မိုးခေါင်တာကြီးရေကြီးရရှမ်းတာကြီးအစရှိသဖြင့်ဒီလိုမျိုးရာသီဥတုဖောက်ပြန်မှုတွေအများပြားဖြစ်ပေါ်မယ်ဆိုလို့ရှိရင်သဘာဝဘေးရန်တွေလိုမျိုးပေါ့နော်ဆိုင်ကလုန်းတွေတောမီးတွေငလျင်တွေအစရှိသဖြင့်ဒီလိုမျိုးဘေးရန်တွေပါဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေရေရင်းမြစ်ညဉ့်ညမ်းတာတွေအစရှိသဖြင့်ပေါ့နော်ဒီလိုမျိုးကိစ္စတွေအများပြားဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့က El Niño ကိုကာကွယ်သင့်ပါတယ်ကျွန်တော်အနေနဲ့ဗဟုသုတလေးနည်းနည်းပြောပြပေးချင်ပါတယ်အဲ့ဒါကတော့2023-2024 El Niño ကကျွန်တော်တို့အနေနဲ့တမိုင်းမှာမှတ်တမ်းနေတာများတယ်မှာပေါ့နော်စရုပ်ထားများအားပြင်းဆုံး El Niño ဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ကမ္ဘာတောင်မှာအကျယ်ပြန့်တဲ့မိုးခေါင်မှုတွေရေကြီးရေရှင်တာတွေအခြားသောသဘာဝဘေးရန်တွေဖြစ်ပေါ်စေခဲ့ပါတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးသဘာဝဘေးရန်တွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်မလို့ဆန်းလိုက်တာရှားပါတာတွေပြီးတော့ကြတော့ကုန်စည်နှုန်းမြင့်တက်တာတွေပေါ့နော်အထူးသဖြင့်အခြေခံစားသောက်ကုန်တွေဖြစ်တဲ့စံနေစီ
ပြီးတော့အခြားသောပစ္စည်းတွေလည်းပေါ့နော်စားသောက်ကုန်တွေလည်းအများပြားဈေးတွေတက်နေတာကတော့အားလုံးပဲမပြောလေးပြီးကြမှာပါဒါတွေကကြတော့ပေါ့နော်ဒီလိုမျိုးအရှိကပြောခဲ့တဲ့ရာသီဥတုဖောက်ပြန်တာတွေပြီးတော့ကြတော့ဒီလိုမျိုးသဘာဝဘေးနေတွေနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တယ်မြန်မာနိုင်ငံကတော့အဲ့လိုမျိုးကိစ္စတွေဒီမှာအခြားသောကိစ္စတွေလည်းရှိရပါတော့မြန်မာနိုင်ငံကုန်စည်နှုန်းမြင့်တက်တာကကြတော့ဒါကတော့ကျွန်တော်အနေနဲ့ဘူးတူတာအနေနဲ့ပြောပြပေးသွားတာပါကဲအဲ့တော့နောက်တစ်ချက်ဖြစ်တဲ့greenhouse gas နဲ့ El Niño နဲ့ဘယ်လိုမျိုးဆက်သက်နေလဲဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးမှာပါဖန်လုံအိမ်ဓာတ်ငွေ့ရာဆိုလို့ရှိရင် El Niño ဖြစ်ရတဲ့ကိုပုံမပြီးတော့ပြင်းထန်စေပြီးတော့ပုံမပြီးတော့အားပြင်းလာစေပါတယ်ဖန်လုံအိမ်ဓာတ်ငွေ့တွေကဒီ El Niño ရဲ့သဘာဝပတ်ဝန်းကျင်ပေါ်မှာထိရောက်မှုကိုပုံမပြီးတော့အားပြင်းလာစေပါတယ်ဒါပေမဲ့လည်းဖန်လုံအိမ်ဓာတ်ငွေ့တိုးလာတာကြောင့်မလို့ပေါ့နော် El Niño လည်းတိုးလာနိုင်တယ်လို့ဖန်လုံအိမ်ဓာတ်ငွေ့လျှော့သွားရင်လည်း El Niño ကလျှော့သွားမှာပါဥပမာအပြင်ဆိုလို့ရှိရင်ကျွန်တော်အရှင်းကပြောခဲ့တယ်ပေါ့နော်ရေမျက်နှာပြင်ပူချိန်မြင့်တက်တာတွေပေါ့နော်သမုဒ္ဒရာရေပူချိန်မြင့်တက်တာတွေကဒီ El Niño ဖြစ်ရတဲ့များပြားလာလို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖန်လုံအိမ်ဓာတ်ငွေ့တွေနဲ့ El Niño နဲ့ကဓာတ်ရိုက်ကြီးဆက်သွယ်နေရမဟုတ်တာမှာပေါ့နော်တနည်းနည်းနဲ့ဆက်သွယ်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ El Niño ကိုကာကွယ်တာက greenhouse gas ကိုကာကွယ်တယ်လို့ဖြစ်မယ် greenhouse gas ကိုကာကွယ်တာကလည်း El Niño ကိုကာကွယ်ပြီးသားဖြစ်ပြီးတော့ greenhouse gas ကိုလျှော့ချနိုင်မယ်ဆိုရင် El Niño ကလည်းသူ့အနေနဲ့လျှော့ချသွားမှာဖြစ်ပါတယ်တစ်ချက်ကုန်တစ်ချက်ပြတ်ပေါ့နော်အဲ့တော့အရှိက presenter တွေပြပေးသွားတဲ့ဒီ greenhouse gas ကိုကာကွယ်နေတိုင်းပဲကျွန်တော်တို့ El Niño ကိုကာကွယ်လို့ရပါတယ် El Niño သားဂျုံနေသွားမယ်ဆိုရင်အရှိကပြောခဲ့တဲ့သဘာဝဘေးရန်တွေအပြင်စားနပ်ရိက္ခာရှားပါမှုတွေပြီးတော့ကြတော့ကုန်စည်နှုန်းမြင့်တက်မှုတွေလည်းမဖြစ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်အားလုံးပဲအေးစစ်စစ်နဲ့နေလို့ရပါတယ်မြန်မာနိုင်ငံတော့မပါပါဘူးအဲ့ထဲမှာအဲ့တော့ကျွန်တော်ကတော့ 0KN9 မှာကျွန်တော်တို့ group ရဲ့ data ချက်လက်တွေအကုန်လုံးကို ChatGPT, Google, Pinterest နဲ့ other application တွေထဲကအဓိကရှာဖွေစီစစ်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ 1RHD ပါ။ကဲအခုဆိုရင်နှုတ်ဆက်ချိန်တော့ရောက်လာပါပြီခင်ဗျ။ကျွန်တော်တို့ရဲ့ project လေးကတော့ဒီလောက်ပါပဲ။အစနေဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။အမမရှိဖို့လည်းတေချာလေးတယောက်ချင်းစီအားထုတ်ပြီးပြင်ဆင်ထားကြပါတယ်။အမတွေရှိခဲ့ရင်လည်းဖိတ်ဆွဲပြီးကြည့်ပေးဖို့မျှော်လင့်ပါတယ်ဗျ။ဒါဆိုရင်အားလုံးပဲ bye bye